Pioneer နဲ့ပတ်သက်ပြီးတော့တင်ထားတဲ့ဗီဒီယိုမှာ Pioneer အကောင့်ဖွင့်နည်းကိုပြောပြပါဆိုပြီးတော့မှတ်ထားတဲ့ comment တွေကိုတွေ့ပါတယ်။ဒါကြောင့်မို့ဒီနေ့ဒီဗီဒီယိုလုပ်ဖြစ်ပါတယ်။ဒီနေ့ဒီဗီဒီယိုမှာတော့ Pioneer အကောင့်ဖွင့်နည်းရဲ့နောက်ပြီးလို့ရှိရင် Pioneer အကောင့်ဖွင့်မှုအတွက်ဘာတွေသိဖို့လိုအပ်လဲဆိုတဲ့အချက်လေးတွေကိုပြောပြချင်ပါတယ်။ပထမဆုံးအနေနဲ့ Pioneer အကောင့်ကိုမြန်မာကနေဖွင့်လို့ရလားဆိုတဲ့မေးခွန်းအရေးဖြေချင်တယ်။မြန်မာကနေဖွင့်လို့ရပါတယ်။အဲ့တော့ဒီ Pioneer ကသူဝန်ဆောင်မှုပေးထားတဲ့နိုင်ငံပေါင်း190ကျော်ရှိတယ်။190ကျော်ထဲမှာမြန်မာနိုင်ငံဟာတနိုင်ငံပါဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာကနေပြီးတော့ Pioneer အကောင့်ကိုတရားဝင်ဖွင့်လို့ရပါတယ်။အဲ့တော့ဒီ digital creator တွေ freelancer တွေအနေနဲ့မြန်မာကနေဖွင့်မယ်ဆိုရင်တရားဝင်ဖွင့်လို့ရပါတယ်။ဖွင့်နိုင်ပါတယ်ပေါ့နော်။အဲ့ဒါကတစ်ချက်နောက်တစ်ခုကဒါဆိုလို့ရှိရင်ငွေကြေးချိတ်ဆက်မှုကြတော့ဘယ်လိုလုပ်ရလဲဆိုရင်ဒီပြည်တွင်း currency နဲ့ချိတ်ဆက်လို့ရတယ်။အဲ့တော့ကိုကအကောင့်စားဖွင့်စဉ်အချိန်ကလေးကကိုယ့်ရဲ့ဒီ bank information တွေကိုယ့်ရဲ့ဒီ personal information တွေကိုတစ်ခါလေးချိတ်ဆက်ပေးရမယ်။ဥပမာဒီကိုကဘယ် bank အကောင့်ဖွင့်ထားလဲပေါ့နော်။ဥပမာဒီKBZ bank လို့ AR bank လို့ပေါ့နော်အဲ့လိုမျိုး information ကိုဖွင့်ထားတဲ့ bank information ကိုတစ်ခါတည်းနဲ့ account ဖွင့်စဉ်အချိန်မှာ Pioneer ထဲမှာတစ်ခါတည်းချိတ်ဆက်ပေးရမယ်အဲ့ဒါဆိုလို့ရှိရင်ကိုကငွေထုတ်တော့မယ်ဆိုတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ဒီ Pioneer balance တွေမှာရှိတဲ့နိုင်ငံခြားငွေကိုမြန်မာ currency အနေနဲ့လွှဲပြောင်းပြီးတော့မှထုတ်ယူနိုင်ပါတယ်နောက်တစ်ခုကကျတော့ account ဖွင့်ရလိုအပ်ချက်တွေပေါ့နော် account ဖွင့်ရလိုအပ်ချက်ကကျတော့ကိုကမြန်မာနိုင်ငံနေပြီးတော့ account ဖွင့်မှာဆိုလို့ရှိရင် identity verification ပြဝင်ရအတွက်ကိုကဘာလို့လိုအပ်လဲဆိုရင်အဓိကကတော့ဒီ passport ပေါ့နော်နိုင်ငံကူးလက်မှတ်နောက်တစ်ခုကဒီနိုင်ငံသားမပုံနေတယ်မှာ NRC ပေါ့နော်ဒါရှိဖို့လိုတယ်နောက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီနေရာလိပ်စာထောက်ထားပေါ့ဒါကကြတော့ဒီကိုယ့်ရဲ့ bank statement ကနေလည်းရနိုင်တယ်လို့နောက်တစ်ခုကဒီ meter pay ပေါ့နော်လစဉ်ဆောင်တဲ့ meter pay စာရွက်တွေကနေပြီးတော့လည်းရနိုင်တယ်အဲ့လိုမျိုးလေးတစ်ခုမှတစ်ခုတင်ပေးရတယ်ပေါ့နော်အဲ့ဒါတစ်ချက်အဓိက highlight လုပ်ချင်တာကြတော့ဒီ Pioneer ရဲ့စီမင်းစည်းကမ်းတွေကနိုင်ငံတကာဘဏ္ဍာရေးမူဝါဒပေါ်မူတည်ပြီးတော့မှမကြာခဏပြောင်းလဲတတ်တာရှိရတဲ့ကြောင့်မလို့ကိုကအကောင့်စားပွင့်စင်ကလေးကကိုယ့်ရဲ့ဒီ personal chat တွေနောက်ကိုယ့်ရဲ့ဒီ bank information တွေစသဖြင့်ပေါ့နော်ကိုနဲ့သက်ဆိုင်တဲ့ chat တွေကိုမှန်မှန်ကန်ကန်နဲ့သိချလေးဖြစ်ဆိုပေးခဲ့ဖို့တော့အရင်အရေးကြီးပါတယ်အဓိကအရေးကြီးဆုံးချက်ကကိုက Pioneer အကောင့်ဖွင့်ထားတဲ့ကိုယ့်ရဲ့ Pioneer ရဲ့ profile name ဟာကိုဒီချိတ်ဆက်ထားတဲ့ local bank မှာလည်း bank account name နဲ့အတူတူပဲဖြစ်ရမယ်အဓိက Pioneer အကောင့်နာမည်နဲ့ကိုယ့်ရဲ့ bank account နာမည်နဲ့တူညီနေဖို့အရင်အရေးကြီးတယ်တဦးတယောက်တည်းကကိုင်းဆောင်နေတာဖြစ်ကြောင်းဒုတိယတယောက်သုံးဆွဲနေတာဖြစ်ကြောင်းသက်သေပေါ့နော်အဲ့လိုမျိုးဖြစ်ရမယ်အဲ့တော့ Pioneer အကောင့်ဖွင့်မယ်ဆိုရင်နံပါတ်1အရေးကြီးဆုံးကိုမှ local bank တစ်ခုရှိနေရမယ်ပေါ့နော် bank account တစ်ခုရှိနေရမယ်ဒါကအရင်ရေးကြည့်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ Pioneer ဘက်ကနေပြီးတော့မြန်မာနိုင်ငံကိုဒီပိတ်ပင်ထားခြင်းမရှိဘဲနဲ့ငွေလွှဲတာတွေဒီငွေထုတ်ယူတာတွေကိုချိတ်ဆက်ပွင့်ပုံမှန်ပေးထားတယ်ဒါပေမဲ့လည်းပြည်တွင်းဘက်အချို့ရဲ့ဒီနိုင်ငံတကာငွေလွှဲစနစ်တွေနောက်ဒီ SWIFT system တွေနောက်လို့ရှိရင် foreign transaction မူဝါဒတွေပုံမူတည်ပြီးတော့အပြောင်းလဲတွေလည်းရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဘဏ်တစ်ခုနဲ့တစ်ခုငွေဝင်တာထွက်တာအချိန်ကြာမျက်နှာတွေပါပြီးတော့ရှိနိုင်တယ်ဒါတွေတော့ဒါထပ်သွင်းပြီးတော့မှစဉ်းစားထားမယ်ချက်တွေပေါ့နော် Okay အဲ့တော့ Pioneer ပုံမှန်ရန်အတွက်ကို Google မှာအရင်ဆုံး Pioneer ဆိုပြီးတော့မှရိုက်ထည့်လိုက်ပေါ့နော်ကိုက register လုပ်မှဖြစ်တဲ့အတွက်ကြောင့်မလို့ကြာလာတဲ့ page တွေကနေမှကိုကဒီ register လုပ်မယ်ဆိုတာကိုအရင်ဝင်ပေါ့နော် Pioneer registration ဆိုတဲ့ page ကိုဝင်လိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့သူဒီမှာကြာလာတဲ့ထက်ကနေက business email ဖြည့်ရမှာပေါ့နော် business email ဆိုလို့ message မလဲပါနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်သုံးမဲ့ email ကိုပြောတာပါအဲ့တော့ကိုတောက်လျှောက်ဒီ Pioneer မှာသုံးသွားမယ်ကိုယ့်ရဲ့ email address ကိုထည့်လိုက်ပါ email address ကအရင်ရေးကြည့်တယ်ပေါ့နော်ကိုထည့်လိုက်တဲ့ email address တိုင်းပဲ Pioneer မှာလုံးဝမှတ်ပုံတင်မှာဖြစ်တဲ့အတွက်ကြောင့်ကိုတကယ်သုံးမဲ့ကိုအများနဲ့ active ဖြစ်သုံးနေမဲ့ email လိပ်စာကိုထည့်ပါပြီးတော့ next ကိုနေပေါ့နော်သူကဒီမှာကိုထည့်လိုက်တဲ့ Gmail လိပ်စာတွေကိုသူကုတ်နာမည်ပို့ပေးမှာဆိုတော့လိပ်စာတွေမှာသွားပြီးတော့မှတစ်ချက်စစ်မယ်ပေါ့နော်စစ်ပြီးလို့ရှိရင်ဒီမှာ email ဝင်နေပြီဆိုတော့ဒီထဲကနေပြီးတော့မှကုတ်နာမည်ကလေးကို copy ယူပြီးတော့မှဟိုဘက်က get ကုတ်ထဲမှာသွားပြီးတော့ထည့်ပေးပါပြီးရင်တော့ next ကိုနေလိုက်ပါပြီးရင်ကိုသူဒီမှာမေးရပေါ့နော်ကိုလုံးမဲ့အလုပ်ကကိုအလုပ်က register လုပ်ပြီးသားလားမလုပ်ရသေးဘူးလားပေါ့ကိုကမလုပ်ရသေးဘူးဆိုရင် no ကိုပဲရွေးပါလုပ်ပြီးသားသူတွေကို business တည်တည်ကြရှိပြီးသားသူတွေကတော့အောက်ကဒီ yes ကိုရွေးပေါ့နော်ဒီနေရာမှာတော့ဒီ no ကိုပဲရွေးထားပါတယ်ပြီးလို့ရှိရင်အောက်မှာကိုယ့်ရဲ့ဒီနာမည်ပေါ့နာမည်ဖြည့်ရမယ်ကိုနာမည် first name နဲ့ last name ဖြည့်ရမယ်ပေါ့နော်နာမည်၃လုံးရှိတဲ့သူက first name မှာနာမည်2ခုရွေးခဲ့နော်မဟုတ်လို့ရှိရင် profile မှာနာမည်2ခုပဲပေါ်မှာအခုဒီမှာဆိုရင်ကိုကဘယ်နိုင်ငံမှာလဲဆိုကျမတို့ဒီမှာဒီ Thailand ကို auto ပြရတယ်ပေါ့နော်ကို Thai မှာရှိနေလို့ကိုကဘယ်နိုင်ငံကနေဖွင့်မှာလဲကိုဖွင့်မဲ့နိုင်ငံကနေပြီးတော့ဒီထဲမှာရွေးပေးရမှာပေါ့နော်အခုကျမကဒီဗာလဲဘယ်နိုင်ငံဒီဘယ်နှခုလောက်ပါလဲဆိုတာတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်
နိုင်ငံတွေကတော်တော်များများလေးပါတာတွေ့ရတယ်နိုင်ငံပေါင်း190ကျော်ရှိတယ်ပေါ့အခုလက်ရှိအထိအောင်ပေါ့နော်နိုင်ငံပေါင်း190ကျော်သူ service ပေးထားတာတွေ့ရတယ်ဆိုတော့နိုင်ငံတော်တော်စုံလေးပါပါတယ်အဲ့တော့ဒီ list ထဲမှာပါသမျှနိုင်ငံတွေအကုန်လုံးအတွက်ကိုဝန်ဆောင်မှုပေးပါတယ်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်အများကြီးတွေ့ရမှာစင်ကာပူတော့ပါဆိုလည်းပါတယ်ပေါ့နော်တချို့လည်းပြောနေကြတာဒီဟိုနိုင်ငံအဖွင့်များဦးဒီနိုင်ငံအဖွင့်များလို့ပြောနေကြရရှိရဆိုတော့လေဒီ list ထဲမှာပါသမျှနိုင်ငံတွေအကုန်ရပါတယ်အခုတချို့လည်းပြောတယ်မြန်မာမရဘူးပေါ့နော်မြန်မာ region နဲ့ဖွင့်ရင်မရဘူးပြောတယ်အခုဒီမှာမြန်မာရှာကြည့်မယ်ပေါ့နော်မြန်မာနိုင်ငံရလားမရလားပါလားမပါလားပေါ့နော်တခြားရှာကြည့်မယ်ဒီမှာဆိုရင်ဘာမှမြန်မာဆိုပြီးတော့တွေ့ရတယ်အဲ့တော့မြန်မာကနေလည်းဖွင့်လို့ရပါတယ်ခုတည်းအောင်ရနေသေးရပေါ့နော်အဲ့တော့ကိုယ်တိုင်ဖွင့်ကြည့်လို့ရပါတယ်ဒီ list ထဲကပါသမျှနိုင်ငံတွေအကုန်လုံးရတယ်ဆိုတော့ကိုကဘာမှဆိုလဲကိစ္စမရှိဘူးဖွင့်လို့ရတယ်ပေါ့နော်တချို့တော်တော်များများအဲ့မရဘူးနဲ့ပြောနေကြလို့ပေါ့နော်တခြားလေးကြည့်ပြီးတော့လိုက်ရှာကြည့်ပါရှိပါတယ်မြန်မာကလေပြီးရင်ကိုတကယ်သုံးသွားမယ်ကိုရဲ့ဖုန်းနံပါတ်ကိုထည့်ပါဖုန်းနံပါတ်ကလည်းရေးကြည့်တယ်ပေါ့နော်ဒီဖုန်းနံပါတ်နဲ့ပဲနောက်ပိုင်းမှာကိုရဲ့ဒီကတ်ကုတ်တွေကဖုန်းနံပါတ်ကိုအများဆုံးကြမှာဖြစ်တဲ့အတွက်ကြောင့်ဖုန်းနံပါတ်အရင်ရေးကြည့်ပါတယ်ကိုနဲ့အမြဲတစေတူတူရှိနေမဲ့ဖုန်းနံပါတ်ကိုရွေးချယ်ပေးပေါ့နော်ပြီးရင်တော့ဒီမှာ SMS ပို့ပေးပါဆိုရင်ဒီကတ်ကုတ်ကိုသူ SMS ပို့လာလိမ့်မယ်အဲ့တော့ SMS ထဲမှာဝင်လာတဲ့ကတ်ကုတ်ကိုဒီမှာရိုက်ထည့်ပေးရမယ်ပေါ့နော်ကတ်ကုတ်ရိုက်ပေးပြီး next ကိုနှိပ်လိုက်ပါပြီးတော့ရင်တော့ကို password ကိုသတ်မှတ်ပါ password ကလေတကယ် strong ဖြစ်တဲ့ password ကိုသတ်မှတ်ပေးပေါ့နော်အလွယ်တကူမမှတ်မိနိုင်မဲ့ဟာမျိုးတခြားသူအလွယ်တကူမသိနိုင်မဲ့ password မျိုးပေါ့နော်အဲ့ဒါကိုပြီးရင်ကို password ကိုမမေ့အောင်လည်းဂရုစိုက်အောင်ပေါ့နော် password ကိုတခြားလေး strong ဖြစ်တာကိုမှတ်ပေးပါပြီးလို့ရှိရင်ဒီ box ကလေးထဲမှာအမှန်ချစ်ပေးလိုက်ပါပြီးတော့မှ register ကိုနှိပ်လိုက်ပေါ့နော်သူကဒီပေအိုနီးယားကဒီ security နဲ့ပတ်သက်ရင်ခုနောက်ပိုင်းအရန်ကိုလေအရန်ထက်ကိုပို့ပြီးတော့မှကောင်းလာတာတွေ့ရတယ်ဒီ fraud တွေ scam မျိုးကာကိုဝေ့ရတဲ့ကိုသူလောက်ထားတာပေါ့နော်နည်းနည်းလေးစိတ်ချရတယ်လို့ရှိပေမဲ့လည်းတကယ်ကိုကောင်းတဲ့စနစ်လို့ပြောလို့ရတယ်ယုံကြည်စိတ်ချရတယ်ပေါ့နော် safe ဖြစ်တယ်ပေါ့ဒါပေမဲ့ကိုကတော့ကိုယ့်ရဲ့ဒီ login နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးမှတ်ထားပေါ့နော်မေ့လို့တော့မရဘူးဟိုဒီမှာဆိုရင်ဒါ provide document တွေတောင်းတော့မယ်ပေါ့နော်ကို business ကဘာလဲကိုကဘာလုပ်တာလဲပေါ့နော်ကိုလုပ်တဲ့အလုပ်ကိုကိုဖော်ပြပေးရမှာကိုဒီမှာဆိုရင်ဒီ box ကလေးထဲမှာသူ category တွေအများကြီးပေးထားတာမျိုးရှိတယ်ကိုကဘာလုပ်တာလဲဥပမာကိုက freelance လုပ်တယ်ဆိုလဲကိုရဲ့ freelance ကဘယ်လို service တွေမှာပါတာလဲပေါ့နော်ဘယ်လိုဝန်ဆောင်မှုတွေကိုလုပ်နေတာလဲဒီ photography နဲ့ပတ်သက်တာတွေလားနောက်ပြီးတော့ဒီ medical နဲ့ပတ်သက်တာတွေလားနောက်ပြီး financial service လားပေါ့နော်အဲ့လိုမျိုးဒီထက်မှ categories ကတော်တော်လေးစုံစုံလင်လင်ထည့်ပေးထားတွေ့ရတယ်အဲ့ဒီထဲကနေမှကိုနဲ့အကိုက်ညီဆုံးအနည်းဆက်ဆုံးပေါ့နော်အဲ့လိုမျိုးဖြစ်မဲ့ဟာလေးတစ်ခုရွေးချယ်ပေးလိုက်ပါဒီမှာတော့သူကဒီ logistic ပိုင်းတွေရောဘာတွေရောအကုန်လုံးပါတယ်တော်တော်များများစုံတယ်ပေါ့နော်အဲ့ထဲမှာကိုနဲ့အနည်းဆက်ဆုံးအရာကိုရွေးထည့်ပေးပါဒီမှာ sales and marketing ပိုင်းလည်းပါတယ်ပေါ့နော်နောက် consultancy service ဆိုတာလည်းပါတယ်အဲ့တော့ကျွန်မကတော့ဒီမှာ recruiting and HR services ကိုရွေးလိုက်ပါမယ်ဒီမှာဒီ3ခုရဲ့အနေမှာကိုနဲ့အကိုက်ညီဆုံးတစ်ခု business client ဆို employer ပေါ့နော်ကိုကဘယ်ကနေပြီးတော့ဒီငွေရမှာလဲဆိုတော့ကိုက business clients တွေ employers တွေစီရမှာဆိုတော့ရွေးချယ်ပေးလိုက်ပါနောက်တစ်ခါတော့ဒီမှာကိုရဲ့ transition တွေကတစ်လကိုဘယ်နှကြိမ်ရှိလဲဆိုတော့သူရွေးခိုင်းတာအချိန်20လားအချိန်20ကနေ50အတွင်းလားပေါ့နော်အဲ့မှာကိုကမရသေးဘူးကိုမှ new business ဖြစ်တယ်ဆိုရင် none ကိုရွေးပေးပါပြီးတော့မှ next ကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့တဆင့်ပြီးသွားပြီပေါ့နော်ဒီမှာ continue ကိုနှိပ်ပေးပါပြီးရင်နောက်တစ်ဆင့်လာတော့မယ်ပေါ့နောက်တစ်ဆင့်ကတော့ပို့ပြီးတော့မှအရေးကြီးတဲ့အဆင့်ဖြစ်သွားပြီဒါကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ identity ပေါ့နော်သူတို့စီမှာမှတ်ပုံတင်တဲ့အချိန်မှာကိုယ့်ရဲ့ identity ကိုသူထပ်ပြီးတော့စစ်တော့မယ်အဲ့တော့ identity စစ်ဖို့အတွက်ကိုအရင်ဆုံးကိုအလုပ်လုပ်တဲ့ကိုက business ရှိရဆိုကို business ကိုက website ရှိလားဆိုတာဖော်ပြရတယ် website မရှိဘူးကိုပိုင် website မရှိတဲ့ကိုနည်းည website URL ကိုနှိပ်ပါရှိပြီးသားဆိုတော့ yes ကိုရေးပေးပေါ့ပြီးရင် link ကိုချိန်ပေးပေါ့နော်ကိုမှသုံးတာဆိုရင်တော့ထည့်စရာမလိုဘူးနောက်ပြီးတော့ဒီမှာ majority your business နဲ့ကို business ကဘယ်နိုင်ငံကနေရှိနေတာဘယ်နိုင်ငံမှာရှိနေရလဲဆိုတော့ Asia Pacific ကိုရေးပေးလိုက်ပါကို business ရှိတဲ့နေရာကိုသူမေးနေတာပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ဆင့်လာပြီပေါ့နော်ဒီတစ်ဆင့်ကတော့အရေးကြီးဆုံးအဆင့်ဖြစ်တယ်ဒီအဆင့်မှာဒါသူရှင်းပြထားပြီးရပေါ့နော်လောက်ရမှာပါလဲဆိုရင်ကိုယ့်ရဲ့ဒီမျက်နှာ scan ဖတ်ရမယ်နောက်ပြီးလို့ရှိရင် government ID တစ်ခုခုပေါ့နော်တင်ပေးရမယ်အဲ့မြန်မာကဖွင့်မဲ့သူတွေအတွက်ဆိုရင်ကိုက passport ရှိရဆိုရင်တော့ကောင်းတယ် passport မရှိဘူးဆိုရင်လည်းကိုယ့်ရဲ့ဒီ national ID ပေါ့နော်မှတ်ပုံတင်ထည့်ပေးလို့ရတယ်ဒီမှာသူ instruction တွေပေးထားတယ်ပေါ့နော်
အဓိကအရေးကြီးတာကဒီကိုယ့်ရဲ့ဖုန်းကင်မရာနဲ့ကိုမျက်နှာ scan ဖတ်ပေးရမယ်ပြီးလို့ရှိရင် government ID ရေးပေးရမယ် government ID မှတ်ပုံတွေဆိုလည်းမှတ်ပုံတွေကိုသူ scan ဖတ်ခိုင်းမှာပေါ့နော်နောက်တစ်ဆင့်ကြရင်အဲ့တော့ဒီနှစ်ဆင့်ကအရေးကြီးဆုံးချက်ပါသူပေးထားတဲ့ instruction တွေနားလည်ပြီးရပြီသဘောပေါက်ပြီဆိုလို့ရှိရင်ဒီမှာကိုနင်းညိုနှိပ်ပြီးပေါ့နော်အဲ့တော့ဒီ face ID တွေပါတယ်ဒါတွေပြီးသွားရင်နောက်တစ်ဆင့်က bank account ချိန်ခိုင်းတော့မှာအဲ့တော့အခုလောလောဆယ်ဒါအရေးကြီးဆုံးအဆင့်မျက်နှာ scan ဖတ်မယ်ပြီးလို့ရှိရင် government ID တင်ရမယ်ပေါ့နော်အဲ့ဒါတော့သူဒါ sample ပုံစံလေးပြပြီးဒါ show ပြပေးတာပေါ့နော်မျက်နှာ scan ဘယ်လိုဖတ်ရမလဲပြီးလို့ရှိရင်ဒီမှာ government ID ဒီလိုပုံစံမျိုးလေးရိုက်ပေးရမယ်ဆိုတာကိုသူဒါပြပေးထားတာပေါ့နော်ကိုယ့်ရဲ့ဒီလိုအပ်တဲ့ဟာတွေအနားမှာပြင်ထားပါတော့ဆိုသူ prepare လုပ်ဖို့အတွက်ကိုသူသတိပေးနေတာဖြစ်တယ်အဓိကဘာမှမခက်ဘူးသူပြောထားတဲ့ instruction တိုင်းလိုက်လို့ရုံပဲကိုဒီမှာဆိုရင်ဒါကိုက desktop နဲ့သုံးနေတာဆိုရင် mobile နဲ့မှာမျက်နှာ scan ဖတ်ဖို့လို့ဒီမှာ QR code ကို scan ဖတ်ခိုင်းနေတာပေါ့နော်မဟုတ်ဘူးကိုက desktop နဲ့ပဲဆက်လုပ်သွားမှာဆိုလို့ရှိရင်တော့လေ desktop မှာ allow လုပ်ပေးရပါမယ်ဖုန်းနဲ့ဖွင့်ရင်လည်းပဲဒီတိုင်းပဲဘာမှမခက်ဘူးပေါ့နော်အဲ့တော့အကောင့်ဖွင့်တာနဲ့ပတ်သက်လို့ကဒီလောက်ထိပဲလုပ်ပြလို့ရတယ်ပေါ့နော်ကျွန်မကကိုပိုင်အကောင့်ကကိုပိုင်ချက်လက်တွေနဲ့ဖွင့်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ရှေ့ဆက်ပြီးတော့ဒီမျက်နှာ scan ဖတ်တာတွေနောက်ပြီးတော့ဒီ national ID scan ဖတ်တာတွေကကျွန်မလုပ်ပြလို့မရတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီအဆင့်လောက်ရောက်ပြီဆိုလို့ရှိရင်တော့ကိုယ့်အကိုဆက်ပြီးတော့မှလုပ်သွားကြည့်လို့ရပြီဒီမျက်နှာ scan ဖတ်တာရဲ့နောက်ပြီးတော့ဒီ national ID ကို scan ဖတ်တာရဲ့ပြီးလို့ရှိရင်နောက်တစ်ဆင့်က bank account တွဲခိုင်းမယ်အဲ့ကြလို့ရှိရင်ကိုယ့်ရဲ့ဒီ local bank information ကိုတခါတည်းဒီ list ထဲမှာရွေးပေးခဲ့ရမယ်ပေါ့နော်ပြီးတော့ရင်တော့နောက်ဆုံးအဆင့်ကဘာလာမလဲဆိုလို့ရှိရင် bank statement သို့မဟုတ်လဲကိုယ့်ရဲ့ဒီလစဉ်ဆောင်ထားတဲ့ meter pay စာရွက်တစ်ခုမှတစ်ခုတွဲပေးလို့ရှိရင် attach အနေနဲ့တွဲပေးရမယ်ပေါ့နော်တစ်ခုမှတစ်ခုတွဲပေးရဆိုရင်ရပြီဒါကတော့နောက်ဆုံးဆင့်ပေါ့အဲ့ဒီအဆင့်လေးတွေပြီးသွားရင်တော့သူတို့ဘက်ကနေပြီးတော့ email ပို့လာလိမ့်မယ်ပေါ့နော်ဥမာ2ရက်3ရက်လောက်တော့စောင့်အောင်မယ်ပေါ့နော်2ရက်3ရက်လောက်တော့သူတို့ဒီ account ကို review လုပ်မယ် review လုပ်ပြီးတော့အဆင်ပြေတယ်ဆိုလို့ရှိရင်သူတို့ဘက်က confirm ဖြစ်ကြောင်းကို approve ကြပြီဖြစ်ကြောင်းကို email ပို့ပေးလိမ့်မယ်ပေါ့နော်အဲ့လို email ဝင်လာတဲ့ခါကျလို့ရှိရင်တော့အသုံးပြုလို့ရပါပြီတော့ဒီလောက်ဆိုရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့ဒီထောင်းကပြထားတဲ့ပုံလေးကတော့ကျွန်မဒီ Pioneer account စပြီးတော့မှစ3ခါစားကပေါ့နော်စချင်း3ခါစားတော့ကဒီ master card ကိုပါတစ်ခါတည်းနဲ့မှာလိုက်တယ်အဲ့တော့ master card ရပြီးတဲ့အချိန်မှာတော့ master card လေးနဲ့ဒီ ATM ဆက်မှာသွားပြီးတော့ငွေထုတ်တဲ့အချိန်ပထမဆုံး first experience အနေနဲ့ကိုဒါအမှတ်တရလေးအနေနဲ့မှတ်တမ်းတင်ထားတာပေါ့နော်ဒါလေးကိုဒါ motivation ဖြစ်အောင်လို့ဆိုပြီးတော့မှဒီမှာတင်ပေးလိုက်ပါတယ်အဲ့တော့အားလုံးလည်းဆင်ပြေပါစေ